ပြီးတော့တယ်လီဖုန်းနဲ့ပဲဖြစ်နော်လူကိုတိုင်တွေ့နိုင်တယ်ဆိုရင်လည်းလူကိုတိုင်ပဲဖြစ်မိခင်ကိုဒီနေ့မိခင်ရဲ့ရှေ့မှာအပြစ်ဝင်ချတောင်းပန်ပါမိခင်ကိုပြစ်မှားခဲ့တဲ့အပြစ်အားနဲ့ချက်တွေကိုမိခင်ကိုတောင်းပန်ပါဘာဖြစ်လို့လဲဆိုလို့ရှိရင်မိခင်ဟာဒီတိုင်းပဲသားသမီးကိုမွေးဖွားလာတာလွယ်ကူနဲ့မွေးဖွားလာတာမဟုတ်ပါဘူးမိခင်တွေက6လ10လပိုက်ထဲမှာလွယ်ပြီးတော့မှအပင်ပန်းခံပြီးတော့မှမွေးဖွားလာတဲ့အခါမှာလဲအသွေးတွေအများကြီးတုံပြီးတော့မှမွေးဖွားလာတယ်ဒါတင်မကဘူးနှုတ်တိုက်တယ်ကလေးရဲ့ကျန်းမာရေးနော်သူရဲ့စာဝတ်နေရေးတန်ရှင်းရေးအစအရာအေးရေးပြက်ခံပြီးတော့အပင်ပန်းခံပြီးတော့သားသမီးကိုပြုစုပေးကြည့်ရှုပေးတာပါမိခင်ပဲဖြစ်ပါတယ်တခါတလေဆိုလို့ရှိရင်တော့ရက်ဝေးကိုသွားတဲ့အခါမှာငါသားကစားချင်မယ်ငါသမီးကတာလိုချင်တယ်ဒါစားချင်တယ်ဆိုတဲ့ဟာတွေကိုလည်းသူကရက်ဝေးမှာရောက်တဲ့အချိန်မှာပြင်သူဟာယူဆောင်လာတတ်ပါတယ်တုတ်တန်ကြအခန်းကြီး37မှာဖော်ပြထားတဲ့အတိုင်းပဲเนาะရက်ဝေးမှာသွားတဲ့အခါမှာမိသားစုအတွက်သူဝယ်လာတယ်ယူဆောင်လာတယ်ဖခင်တွေကမတိတတ်တဲ့အရာတွေမိခင်တွေကတိတတ်ပါတယ်အသေးမွားကနေစပြီးတော့သားသမီးရဲ့ပညာရေးဝိညာဉ်ရေးသားသမီးပညာမတတ်မှလည်းမိခင်ကအစိုးရိမ်ဆုံးဖြစ်ပါတယ်သားသမီးပိုက်မပြည့်မှလည်းမိခင်ကအစိုးရိမ်ဆုံးဖြစ်ပါတယ်သားသမီးပညာမတတ်မှလည်းမိခင်ကအစိုးရိမ်ဆုံးဖြစ်ပါတယ်သားသမီးကယ်တင်ခြင်းစိတ်ချမှုမရမှလည်းမိခင်ကအစိုးရိမ်ဆုံးဖြစ်ပါတယ်ဒါကြောင့်မိခင်ကစေတနာစိတ်အပြည့်အဝနဲ့ပြောဆိုဆုံးမတုံ့တင်တဲ့အခါမှာမိခင်ကိုပြစ်မှားမိတဲ့အပြစ်များနှုတ်နဲ့တော်လကောင်းစိတ်နှလုံးနဲ့တော်လကောင်းအမှုအရာနဲ့တော်လကောင်းမိခင်ကိုပြစ်မှားမိတဲ့အပြစ်အားနဲ့ချက်များကိုပြန်ပြီးတော့မှနောင်တရကြရအောင်ဟာလေလုယာ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 ဆလာမရှာအားလုံးဆုတောင်းကြရအောင်ရှေ့မှာနေတဲ့လူတွေလက်ဒီဘက်ကိုမြောက်ပြီးတော့မှမိခင်တွေကိုကောင်းချီးပေးပြီးတော့ဆုတောင်းပေးပါဒီနေရာမှာခမများမိခင်မရှိရင်တောင်မှနော်ကိုစားပြီးဆုတောင်းပေးပါအားလုံးမတည့်ရပြီးတော့ဆုတောင်းကြရအောင်Oh hallelujah 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 ကိုရကိုချီဆုတင်မာရကိုရကိုချီမာပါရကိုရရှင်ဒီအန်အော်ပဒမင်တဲ့တကိုချီတော်နေတဲ့ချင်းရှင်ပြဖြစ်တော်မူသောကြောင့်နာမရကိုချီမာနဲ့ဒီနေ့အဘခံခြင်းဟာလေလုယာသခင်ယေရှုမှာစပြီးတော့မှမိခင်အဖြစ်တာဝိပွာလာပြီးတော့မှဒီလောကမှာအပင်လေးကိုသွားတဲ့တာသမီးများစာတမန်နဲ့လက်ထဲမှာရှိတဲ့တာသမီးများရခဲ့ပါတယ်သူတို့လုံခဲ့ပါတယ်ကျွန်တော်ကလည်းပြီးတော့အဘခံခြင်းဒီပေါင်းလေးစလုံးမောရှိအဖြစ်အဘခံလို့ပြီးဆောင်လာခဲ့ပါတယ်ခုနကကောင်းတယ်လေအဘခံခြင်းဟာလေဒီနေ့မိခင်များဟာလေဒီညမှာမတ်တရနေတဲ့မိခင်များဟာလေအဘခံကောင်းကြည့်ပေးတဲ့မိခင်များဖြစ်တဲ့အတွက်ကြောင့်ယေရှုကိုချီးမွမ်းတယ်ယေရှုနာမနဲ့ကောင်းချီးပေးဟာလေလုယာယေရှုနာမနဲ့ကောင်းချီးပေး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 ဟာလေလုယာအထူးသဖြင့်အဘခံခြင်းတို့မိခင်များရဲ့ဟာလေလုယာအားနဲ့ချက်ကိုလည်းအဘခံသိပါတယ်သူတို့ရဲ့အားငယ်ချက်ကိုလည်းအဘခံသိပါတယ်သူတို့အားငယ်ချက်များကိုလည်းအဘခံဖြစ်စေပေးတော်မူပါသူတို့အားဖြင့်အိမ်ထောင်စုမိသားစုကောင်းတိခံစဖို့လုံးကဖြစ်စေတော်မူပါခင်ဗျတဲ့ကောင်းတိခံစဖို့ဘုလုံးကဖြစ်စေတော်မူပါတာသမီကောင်းတိခံစဖို့ဘုလုံးကဖြစ်စေတော်မူအပင်တော်ကောင်းစဖို့လုံးကဖြစ်စေတော်မူပါမိကြောင့်လက်တော်ထဲမှာစိတ်ကနာဆုတောင်းကြပါနာမတော်ဘုလုံးကဖြစ်စေတော်မူပါhallelujah ဆက်လက်ပြီးတော့မှယဝေးမှာရှိတဲ့မိခင်များကိုလည်းတတိယကြပါတယ် hallelujah 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 ကိုရောကောင်းမြတ်ပါလေယဝေးမှာရှိတဲ့မိခင်များချင်းချင်းမှာရှိတဲ့မိခင်များမြန်မာပြည်မှာရှိတဲ့မိခင်များအဖပြန်သူတို့ရှိတဲ့နေရာမှာရှင်တဲ့ကိုဆက်တက်လက်ကောင်းကြည့်ပေးတော်မူဆက်ကနေကြပါပါဖခင်အာမင် hallelujah